Hello ဒီနေ့မှာတော့ကင်းမွန်ချင်းဆက်ဟင်းလေးချက်ပြပေးမှာဖြစ်ပါတယ်။အရင်ဦးဆုံးကင်းမွန်ကိုဘယ်လိုကိုင်ရမလဲဆိုတာလေးပြပေးပါမယ်။ကင်းမွန်နဲ့ကအညစ်အကြေးတွေအကုန်လုံးဖယ်ထုတ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့အချွဲကြီးရေပြောက်သွားအောင်လို့ရှာလကာရေလေးနဲ့နေပေးလိုက်ပါမယ်။ပြီးလို့ရှိရင်ရေလေးနဲ့တစ်ထပ်ထပ်စီပေးပါမယ်။ပြီးသွားရင်တော့စားဖို့အတွက်အနေတော့ကကြီးလေးနဲ့ညှပ်ပေးပါမယ်။စီတက်ဖို့အတွက်ကတော့ကြက်သွန်လေးကြက်သွန်ဖြူစနွင်းအနှဲငယ်ရောင်တမှုန့်အနှဲငယ်ထည့်ပြီးတော့စီတက်လို့ရပါတယ်။ပြီးရင်တော့တန်းစင်ထားတဲ့ကင်းမွန်လေးတွေထည့်ပြီးတော့မှီပေးပါမယ်။ရတာအတွက်ကတော့အချိုမုတ်အနေငယ်ငံပြားရည်အနေငယ်ထည့်ပါမယ်။ပြီးရင်တော့ငှက်သီးစိမ်းလေးအုပ်ပါမယ်။နန်းနန်းမင်းကြရင်လည်းနန်းနန်းမင်းလေးအုပ်လို့ရပါတယ်။ကိုကအချင်းကြိုက်တယ်ဆိုရင်မကြီးမဲ့လေးလည်းထည့်လို့ရပါတယ်။ဒါဆိုရင်တော့အရသာရှိပြီးတော့လွယ်ကူမြန်ဆန်တဲ့ကင်းမွန်ချင်ဆက်ဟင်းလေးရပါပြီ။